Hello အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့နော်နေမြေအတစ်တွေကိုတွားလေချင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူး10မျိုးကိုပြောပြသွားမှာဖြစ်တယ်။ Okay နေမြေအတစ်လို့ပြောတဲ့အခါမှာနော်ကိုမရောက်ဖူးတဲ့နေရာမှန်သမျှကိုမရောက်ဖူးတဲ့နေရာဥပမာပန်းချံလည်းဖြစ်မယ်ရေတကွန်စီးဆင်းတဲ့နေရာဖြစ်မယ်နော်ပင်လယ်နားမှာဖြစ်မယ်တောင်ပေါ်တောင်တန်းတွေပေါ်မှာဖြစ်မယ်နော်အဲ့ဒီနေမြေအတစ်တွေကိုတွားချင်းရဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြသွားမှာဖြစ်တယ်။ Okay နံပါတ်1တင်ဟာနေမြေအတစ်ကိုတင်ရောက်ပြီဆိုရင်နော်ညှဉ်းတော့မှာမဟုတ်ဘူး။မပျော်ရွှင်မှာမဟုတ်ဘူး။ You won't be bored တင်ညှဉ်းမှာမဟုတ်ဘူးလို့ပြောချင်နော်ပထမတစ်ချက်ဒုတိယတစ်ချက်ကနေမြေအတစ်ကိုတင်သွားလေတာဖြစ်တဲ့အတွက်ကြောင့်နော်အတစ်တော့အရာတွေတင်မမြင်ဘူးတဲ့အရာတွေတင်မြင်ရလိမ့်မယ်တင်မစမ်းတတ်ဘူးတဲ့အရာတွေကိုတင်စမ်းတတ်မိလိမ့်မယ်တင်ငယ်ချင်းအတစ်တွေနဲ့လည်းတင်စုံတွေ့ခွင့်ရလိမ့်မယ်နံပါတ်3နေရာအတစ်ကိုတင်သွားတဲ့အခါမှာတင်ရဲ့စိတ်ဖြစ်စည်းမှုတွေအားလုံးကလျှော့ကျသွားလိမ့်မယ်နံပါတ်4ဒီနေရာအတစ်တင်မရောက်ဘူးတဲ့နေရာကိုတင်သွားတဲ့အချိန်ကနော်ဥမာအဲ့နေရာမှာရှိတဲ့ရှုခင်းလေးတွေကိုတင်ကြည့်ခြင်းနော်ပန်းချံမှာဖြစ်တော့ပန်းချံထဲမှာတင်လမ်းလျှောက်ခြင်းနော်တောင်ပေါ်မှာဆိုတော့တောင်တက်ခြင်းတွေအားဖြင့်တင်ပါဖြစ်နေဆိုခါတိုင်းခံစားချက်နဲ့မတူတဲ့စိတ်လှုပ်ရှားမှုမျိုးခံစားချက်မျိုးတင်အခဲမှာဖြစ်ပေါ်လာပြီးတော့မှတင်ရဲ့မျောလင့်ချက်တွေပျောက်ဆုံးနေတဲ့မျောလင့်ချက်တွေနော်နေထားခဲ့တဲ့မျောလင့်ချက်တွေအားလုံးပြန်နေပြီးတော့မှအသက်ဝင်လာရှင်းတန်လာနံပါတ်5ကနေမြေအသက်တွေကိုတင်သွားလေခြင်းအဖြစ်တိတ်အုံနောက်ပို့ပြီးတော့မှကောင်းလာတယ်နော်ဒီထွင်ဖန်တီးနိုင်တဲ့စွမ်းအားကိုမြင့်တင်ပေးတယ်နံပါတ်6တင်ခီးနေမြေအသက်တွေကိုတင်ခီးသွားခြင်းအဖြစ်တင်ဟာကောင်းမှုကုသိုလ်တွေကိုလည်းတင်ပြုတ်နိုင်တာဖြစ်တယ်နော်ဘယ်လိုကောင်းမှုလို့ပြုလဲဆိုတော့အဲ့ဒီနေရာမှာရှိတဲ့လူတွေရဲ့handmade ကလေးတွေနော်သူတို့လက်နဲ့လုပ်တဲ့ handmade ကလေးတွေပြီးတော့အဲ့ဒီ data မှာထွက်တဲ့အစားအစာတွေတင်ဝယ်ယူစားသုံးခြင်းတင်ဝယ်ယူခြင်းအားပေးခြင်းအားတဲ့ကောင်းမှုတွေကိုတင်ပြုနိုင်မှာဖြစ်တယ်နော် Okay နံပါတ်9ကနေရာအတစ်ကိုတင်သွားခြင်းဟာတွားရောက်လေပတ်ခြင်းအားဖြင့်တင်လုပ်နေတဲ့အလုပ်တွေအားလုံးကိုခြံထားခဲ့ပြီးတော့မှတင်သွားတဲ့အတွက်ကြောင့်မို့ဘာဖြစ်မလဲဆိုတော့တည့်ရဲ့ခွန်အားနော်တည့်ရဲ့ခန္ဓာစွမ်းအားစနစ်ကိုလည်းမြင့်တင်ပေးတယ်နံပါတ်10တင်ခီးသွားတင်ပြောက်ပြီးတော့မသွားပါနဲ့တည့်ရဲ့အချစ်ဆုံးတကယ်ချင်းအချစ်ဆုံးလုပ်ဖို့ဆောင်ဖက်အချစ်ဆုံးမိသားစုတွေနဲ့အတူသွားပါအချစ်ဆုံးသူတွေနဲ့အတူသွားပါနော်အဲ့လိုတူသွားမယ်တူလာမယ်တူစားမယ်အတူလျှောက်သွားမယ်ဆိုရင်တည့်ရဲ့ချစ်ချင်းမြတ်တာကပို့ပြီးတော့မှခိုင်မြဲလာမှာဖြစ်တယ်နော်နံပါတ်9ကျတော့တင်နေနေအတစ်ကိုတွားခြင်းအဖြစ်တည့်ရဲ့စိတ်ကိုလည်းပို့ချမ်းသာစေတာဖြစ်တယ်နော်စိတ်ကိုလန်းဆန်းစေတာဖြစ်တယ်အဲ့တော့ပို့ပြီးတော့မှစိတ်လည်းချမ်းသာလာတာဖြစ်တယ်နော်ပင်လယ်ကမ်းခြေနားမှာတော့၎င်းတောင်ပေါ်တွေမှာတော့၎င်းတင်တွားလာပြီးတော့မှအဲ့ဒီနေရာမှာဒီ meditation လုပ်မယ်ဆိုရင်ဒီဆင်ခြင်မယ်ဆိုရင်မလေးဒီလေးတိုက်တဲ့ဘက်ကိုတင်လဲပြီးတော့မှပင်လယ်ဘက်ကိုတင်လဲပြီးတော့မှเนาะ meditation လုပ်မယ်ဆိုရင်เนาะတင်းရဲ့စိတ်ကလည်းပို့ပြီးတော့မှကျန်းမာလာမှာဖြစ်တယ်เนาะ okay နံပါတ်10ကတင်နေနေအတစ်တွေကိုတင်တွားရောက်လေ့လာချင်းတွားရောက်အလေတွားချင်းအားဖြင့်အသက်ရှင်နေတဲ့ဘာဖြစ်လို့လဲဆိုတော့အရန်ပျော်ရွှင်လို့ဖြစ်တယ်ပြီးတော့ဒီ Journal of Travel Research နော်ဒီ JTR Journal ထဲမှာပါရေးထားတယ်ဆိုတော့နော်နေနေအတစ်တော်နေရာတွေကိုတင်သွားပြီးတော့အတစ်တော်မိတ်ဆွေတငယ်ချင်းတွေကိုတွေ့ထိချင်းစကားပြောချင်းရင်စားတဲ့လှုပ်ရှားမှုကိုလည်းလှုပ်ရှားမှုတွေလားတဲ့ဒီအိုမင်းရင့်ရော်မှုကိုနေခွေးစေတယ်အဲ့တော့အိုမင်းရင့်ရော်မှုနေခွေးမယ်ဆိုတော့အသက်ရှင်မှာဖြစ်တယ်Okay ဒါဆိုတော့ခုဒီမှာဒီဗီဒီယိုထဲမှာเนาะနေမြေအတစ်တွေကိုတင်တွားရောက်လေ့လာခြင်းတွားရောက်အလေအပတ်တွားခြင်းအားဖြင့်ကျမ်းမာရေးဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတဲ့အကြောင်းတွေကိုလေ့လာပြီးဖြစ်တယ်အဲ့ဒီတော့
ဘယ်နေရာကိုသွားမလဲဘယ်နိုင်ငံကိုသွားမလဲနော်ဘယ်နေရာအတစ်ကိုတင်သွားမလဲနော်โอเคဒီဗီဒီယိုထဲမှာနော်နေရာအတစ်ကိုတင်သွားခြင်းအဖြစ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်အကျိုးရှိတဲ့အကြောင်းအရာတွေကိုအဝေပေးသွားတာဖြစ်တယ်အဲ့တော့ see you in the next video